ကဲ3816အတွဲရကြလားညနေတော့အကြိုက်တူရင်လိုက်31ပဲကဲအားလုံးကိုမင်္ဂလာပါလို့မနေ့ကတော့3816အတွဲကပဲပါတယ်ဗျာတစ်ပရိတ်ကလည်းမေ့ပါတယ်တစ်ပရိတ်ကိုလုံးအောင်မထဲမိလိုက်ဘူးနော်5ခွန်2ခွန်5 2 1 1 2တစ်ပရိတ်တစ်ထိပ်စီကလုံးဝကိုမေ့တယ်လုံးဝကိုမေ့ပါတယ်ခုညနေကတော့3တစ်ပဲပြန်ကြိုက်တယ်ဗျာပရိတ်ကလည်းမှ4ပရိတ်ပဲပြန်ဖမ်းထားတယ်3တစ်ကတော့အကြိုက်ဆုံးပေါ့ကဲမွေးထိပ်ထဲမှာလည်း3ထိပ်ကပါထားတော့3ထိပ်ပဲ3တစ်ပဲကြိုက်တယ်ကြိုက်တူတဲ့လူတွေလိုက်ကြပေါ့အကြိုက်မတူတော့ရှောင်းပေါ့မိမိကြိုက်တဲ့ကဏ္ဍလည်းတွဲထုံးနိုင်တယ်ညနေရတော့ဒီမှာ2ခွန်3ညခွန်ဆိုတော့2ခွန်5 3ညတော့ယူရင်ယူပေါ့2ခွန်5 3ညယူငါမကြတဲ့အတိုင်းပဲ2ခွန်3ညခွန်အတွဲပေးထားတယ်တွဲခြင်းလည်းတွဲပေါ့ကြမလားကြတာတော့ကန်တရားပေါ့ဒီဘက်မှာတော့4ဘိုင်းနဲ့ပေးထားတယ်ဟာဒီ site မှာတော့4ဘိုင်းကြိုက်တဲ့လူယူကြပေါ့4ဘိုင်းနီးရတော့ကိုပါသူဖြစ်ဖြစ်မှန်မှန်လာကြည့်ကြဒီဘက်3လုံးပေါင်း9ဒီဘက်3လုံးပေါင်းရင်9ဒီဘက်3လုံးပေါင်းရင်10ဒီမှာ3လုံးပေါင်းလည်း10ဒီမှာ3လုံးပေါင်းလည်း9ဒီမှာ3လုံးပေါင်းလည်း9 4နှောင်းနဲ့ဒီဘက်ကတော့နည်းနည်းတော့ရှုပ်တယ်ဒီ64 9ကို1ခွန်1 9နဲ့ပြန်ရှင်းပေးထားတယ်အောက်မှာလည်းဒီတိုင်းပဲအဲ့တိုင်းပဲပြန်ရှင်းပေးတာ9 9 8 9 8ခွန်လို့ကြမယ်1နောက်နော်ဒီမှာ3ညဖြစ်တဲ့အတွက်4လုံး3လုံးပေါင်းကြီး3ညဖြစ်အောင်ဆိုဗရိတ်4ဝင်ပြရမယ်3ည3တစ်ကြိုက်တယ်ကဲကြိုက်ချင်တဲ့အမျိုးတွေလည်းလိုက်ကြပေါ့ဒီဘက်ကတော့ဝိုင်းချင်းချပေးထားတာဒီကဘယ်နှကြိမ်ရှိသွားပြီလဲဆိုတော့3ကြိမ်4ကြိမ်ပေါ့5ကြိမ်မြောက်ပေါ့5ကြိမ်မြောက်ခုကတော့ဝိုင်းချင်းပြီးအတွဲရှည်တယ်5ကြိမ်ဒီပေးတော့ဒီဘက်လည်းပေးမလားပဲပေးရင်တော့ရမှာပေါ့မပေးရင်တော့မရဘူးမ2ခွန်3ညဖြစ်တဲ့အတွက်5တလုံးထပ်ထည့်ပြီးလိုက်ပေါ့2ခွန်5 2ခွန်3ညနဲ့ကက်ရင်လည်းကက်မကက်ချင်းလဲကြိုက်ရနဲ့တွဲကြပေါ့ဒီဘက်ကတော့4ရုပ်တော့ကျွန်တော်ကြိုက်တဲ့ဟာနဲ့တွဲပေးထားတယ်4 5နှစ်ထိပ်ကြီးကလည်းကြည့်တော့4 4 2 4 5 43ညလေးနဲ့ခွန်လေးကတော့3ညလေးကဗရိတ်ကြိုက်တယ်ခွန်လေးကတော့မကြေပွဲပေါ့1ဒီဘက်ကတော့ဒီနေ့စိုက်မှု3 1 3ထိပ်စီကတော့ဘယ်လိုဖမ်းလဲဆိုတော့9 3ည8 9 3ည8တယ်နော်3 3 2နဲ့8မယ်နော်ဒီမှာက1 2 5နဲ့8တယ်အဲ့လိုယူလိုက်တော့တယ်ဗျာထိပ်စီကို